အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားနိုင်ငံရဲ့အလှကုန်ပစ္စည်းတွေ skin care တွေအကြောင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကေတွားရောက်လေ့လာဖြစ်ခဲ့တဲ့ Amore Pacific ရဲ့ factory အကြောင်းလေးကိုမိတ်ဆက်ပေးရင်းနဲ့ပြပြသွားမှာပဲဖြစ်ပါတယ်အခုကေတို့ဝင်မဲ့အစာအုပ်ထဲမှာဆိုလို့ရှိရင်ကျတော့အဓိကပြခန်းနေရှိရပါတော့၃ထပ်ရှိပါတယ်ပထမထပ်မှာဆိုရင်ကေတို့အလှကုန်ပစ္စည်းဆန်းလို့ရတယ်ဒုတိယထပ်မှာဆိုလို့ရှိရင်လည်းပြခန်းရှိမယ်တတိယထပ်မှာဆိုလို့ရှိရင်ကကြတော့တကယ် factory လေပတ်ပုံကိုကြည့်လို့ရတယ်ဒါပေမဲ့ view ရိုက်ကူးခွင့်တော့မရှိဘူးပေါ့နော်တခြားကတော့မြေပုံထဲမှာကြည့်လို့ရပါတယ်ဒီကိုရီးယားရဲ့ skin care တွေအလှကုန်ပစ္စည်းတွေ makeup ပစ္စည်းတွေအကြောင်းသိပြီးသားသူတွေအတွက်ဆိုလို့ရှိရင်တော့ Amore Pacific ကရှင်းပြီးသားဖြစ်လိမ့်မယ်ပေါ့နော်ကေသွားခဲ့တဲ့နေရာကိုတော့ Amore Pacific Factory လို့လည်းခေါ်သလို Amore Beauty Park လို့လည်းခေါ်ကြရတယ်ပေါ့နော်အဲ့တော့အဲ့ဒီကိုသွားမယ်ဆိုလို့ရှိရင်တော့ကီရိုဆိုးကနေပြီးတော့တနာရီလောက်တော့သွားရပါတယ်သူကအိုဆန်မှာရှိတာပါအဲ့တော့ဒီကုမ္ပဏီနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးရမယ်ဆိုလို့ရှိရင်ကုမ္ပဏီတည်ထောင်ခဲ့တာက280ရှိသွားပါပြီအဲ့တော့ကုမ္ပဏီက1945ခုနှစ်မှာတည်ထောင်ခဲ့တာပါတည်ထောင်ခဲ့တဲ့ပုဂ္ဂိုလ်ရဲ့နာမည်ကတော့စောဆုံဟွမ်လို့ခေါ်ပါတယ်အဲ့တော့ဒီကုမ္ပဏီလေးရဲ့အစပြုကကြဒီတည်ထောင်တဲ့သူရဲ့မိခင်ဖြစ်တဲ့ယွန်းဒုတ်ကျောင်းပေါ့နော်ဒီပုဂ္ဂိုလ်ပေါ့ပြောရမယ်ဆိုရှင်ဒီပုဂ္ဂိုလ်ရဲ့မိခင်ယုံတုတ်ကျောင်းကနေပြီးတော့1930ခုနှစ်လောက်မှာပေါ့နော်သူကဒီခမယ်လီယာအိုင်းလေးတွေကိုသူကထုတ်ပြီးတော့ရောင်းတဲ့ဆိုင်လေးကနေပြီးတော့စခဲ့တာလို့ပြောတယ်ပေါ့နော်1945ခုနှစ်မှာကျတော့တားဖြစ်သူကနေပြီးတော့ကုမ္ပဏီစပြီးတော့တည်ထောင်လိုက်တယ်တည်ထောင်လိုက်ပြီးတဲ့အခါမှာအခုလက်ရှိမှာဆိုလို့ရှင်တော့280တမိုင်းရှိနေပြီဖြစ်တဲ့ကိုရီးယားနိုင်ငံရဲ့ beauty company ကြီးဖြစ်လာခဲ့ပြီပေါ့နော်ဒီကေသွားလေးလာခဲ့တဲ့ factory အကြောင်းကိုမိတ်ဆက်ပေးရမယ်ဆိုလို့ရှင်တော့ဒီ factory မှာအလှကုန်ပစ္စည်းတွေကိုထုတ်လုပ်တဲ့ chair တွေကိုပေါ့နော်ပါဝင်ပစ္စည်းတွေအပင်တွေကိုဘယ်လိုစိုက်ပျိုးထားတယ်ပြီးတော့လို့ရှင်ဘယ်လိုအဆင့်ဆင့်ထုတ်လုပ်တယ်ဆိုတဲ့ဟာမျိုးတွေပြီးတော့လို့ရှင်ဒီဟာရဲ့တမိုင်းချောင်းကိုပြသထားတဲ့ပြခန်းလေးရှိတယ်ပေါ့နော်အဲ့ဒါတွေကိုတစ်ခါတည်းကြည့်လို့ရပါတယ်အဲ့တော့ကင်းနဲ့တူဗီဒီယိုမှာလည်းလိုက်ကြည့်လို့ရပါတယ်ဒီစကားနဲ့ပြောတဲ့ဆိုတာထက်ပေါ့နော်ဒီဗီဒီယိုနဲ့လိုက်ကြည့်မယ်ဆိုရင်သူဘလို့တွေပြသထားတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကီတို့ရေရောက်ချင်းဒီအစအုံရဲ့ပထမလွှာမှာဆိုလို့ရှိရင်တော့ကီတို့ကဒီအလှကုန်ပစ္စည်းတွေပေါ့နော်ဒီကနေထုတ်ထားတဲ့အလှကုန်ပစ္စည်းတွေကိုစမ်းသပ်ပြီးတော့လည်းသုံးကြည့်လို့ရတယ်ပေါ့နော်ဒီ80ဆိုတဲ့စကားလုံးထဲမှာလည်းဒီကုမ္ပဏီကနေထုတ်လုပ်ထားတဲ့အလားကုန်ပစ္စည်းရဲ့နာမည်တွေကိုလိုက်ကြည့်လို့ရတယ်ပေါ့နော်ကိုသိတဲ့brand တွေဘယ်နှခုလောက်ရှိလဲဆိုတာလည်းမှန်းခဲ့ပြီးလို့ရပါတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီကုမ္ပဏီကနှစ်ပေါင်း80လည်းရှိခဲ့ပြီးအဆင့်ဆင့်အမျိုးစုံသော brand တွေအကုန်လုံးကိုလည်းဒီကနေပြီးတော့ထုတ်လုပ်ပြီးတဲ့အခါမှာနိုင်ငံတကာကိုလည်းဖြန့်ချီပြီးတော့တကယ်လည်းနေရာတစ်ခုမှာရပ်တည်နေတဲ့ကုမ္ပဏီဖြစ်တယ်ပေါ့နော်ကေတို့အနေနဲ့ဒီကုမ္ပဏီရဲ့လည်ပတ်ပုံကိုဝင်ရောက်လေ့လာခွင့်ရခဲ့ဆိုတာတော်တော်ကိုကန်ထူးရလို့ပြောလို့ရတယ်ပေါ့နော်အကယ်၍ဒီဗီဒီယိုကြည့်နေတဲ့သူကလည်းပဲကိုရီးယားနိုင်ငံမှာရှိတယ်ဆိုလို့ရှိရင်ကိုကလည်းဒီအလှကုန်ပစ္စည်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားရဲဆိုလို့ရှိရင်တစ်ခါတော့သွားကြည့်တဲ့နေရာဆိုလို့ရှိရင်လည်းမမှားပါဘူးဒီ factory ကနောက်တစ်ခုထူးခြားချက်အနေနဲ့ကじゃဒီ factory ကို smart eco factory လို့လည်းခေါ်ရဲပေါ့နော်သူ energy saving အတွက်ပြီးရင် carbon reduction စရဲပေါ့နော်ပတ်ဝန်းကျင်ကိုကောင်းမွန်ဖို့အတွက်ကိုအထူးအလေးထားတဲ့စက်ရုံ factory လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ရေဒီဘာတွေကိုလည်းခြေဝါရုံမှာ recycle system တွေရပြီးအနံ့နဲ့ဖုံမုတ်တွေကို short ချပေးရဲစက်ပစ္စည်းတွေတက်ဆင်ထားပြီးတော့ recycle packaging တွေကိုသုံးပြုပြီးတဲ့အခါမှာလုံးဝ sustainability နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအလေးထားတဲ့ company တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ကေကတော့ကိုရီးယားအလားပါပစ္စည်းတွေကိုတိတ်ပြီးတော့စိတ်ဝင်စားအောင်ဆိုပေမဲ့ကေစိတ်ဝင်စားတဲ့ skin care တွေပါရှိရပေါ့နော်အခုလက်ရှိကေသုံးနေတဲ့ super cream ပေါ့ moisturizer ဆိုလို့ရှိရင် Hanyu ကဟာလေးသုံးနေရပါတော့ဟိုတနေ့ကဗီဒီယိုမှာလည်းပါခဲ့တယ်ပေါ့နော်အဲ့တော့Hanyu ကလည်းဒီကနေထုတ်တဲ့ဟာပေါ့နော်အခုမှတည်ရပြီးတော့ကေအများတန်းတော့မဟုတ်ပါမဲ့အဲ့လိုရုံးဆန်းသွားလို့ရှိရင်တွေ့နေကြအဆောက်အဦကြီးတစ်ခုရှိရပါတော့အဲ့အဆောက်အဦကြီးကိုသဘောကျရတယ်ဒါပေမဲ့အဲ့အဆောက်အဦကြီးကဒီAmore Pacific ရဲ့တကယ်စက်ကဲပုံစံမှအခုမှတည်တာပေါ့နော်아니야 이거 아니야 조금 다르게 나왔네. 아니야 에라 185 이거 어때? 이거 립세럼. 이거 어때? 아니야 안 돼. 안 할래 이거 해봐. 이거 색깔이 줘봐 그렇게 안 나와. 줘봐
네, 입이 너무 건조해서 해야 될 것 같아. 그래, 이거 좀 좋지 않을까? 손에다가 아, 일단 해봐. 이렇게? 이렇게. 괜찮아? 아니면 이런 အဲ့တော့နောက်ဆုံးအနေနဲ့မြန်မာမှာဆိုလို့ရှိရင်ဒီကိုရီးယားရဲ့အလှကုန်ပစ္စည်းတွေကိုကြိုက်တဲ့သူတွေလည်းများရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာပြောပြခဲ့တဲ့အမိုရယ်ပစိဖိတ်ရဲ့အလှကုန်ပစ္စည်းလေးတွေကိုကြည့်ပြီးတော့ဘယ်လိုလုပ်လဲဆိုတာသိချင်တဲ့သူတွေတက်လည်းအကူအညီလေးဖြစ်မယ်လို့ထင်ပါတယ်ကြည့်ရှုပြီးရတဲ့လည်းကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးကိုလည်းဆက်ပြီးတော့အားပေးကြပါအောင်ရှင်